ဒီဟာရောတွဲအောင်ပြန်ထည့်ပေးရမယ်ကျွန်တော်လိုပဲလုပ်ပြီးလိုက်ပါဟုတ်အစီအစဉ်နော်ခုရိုက်ပြနေတဲ့ဆိုင်ကတော့ကျွန်တော်တို့ point ချက်ထမင်းပုံစံနဲ့ချက်ခောက်ဆွဲဆိုင်လေးဖြစ်ပါတယ်ခင်ဗျတော်တို့ချက်ထမင်းပုံစံကိုကျွန်တော်တို့အသားဟင်းနှမျိုးဟင်းသေးဟင်းရနှမျိုးဆိုရင်ကျွန်တော်တို့တုတ်မြုပ်ပါပြီးပေါ့နော်ကျွန်တော်တို့1000ကျပ်လေးကျပါတယ်ခင်ဗျဆိုင်လေးစားလေးကတော့ကျွန်တော်တို့မန်းလေးလာရှိုလမ်းမှာပေးပေါ့နော်အနီးစခန်းပြင်းလွင်မန်းလေးအတက်လမ်းမှာရောင်းချဖွင့်လေးရောင်းချပေးနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပွိုင်းရှန်ထမင်းပုံစံနဲ့ချက်ခောက်စိုးဆိုင်မှာရောင်းချဖွင့်လေးရောင်းချပေးနေတယ်ကျွန်တော်တို့မင်းရှန်ထမင်းဟင်းဒီများဖြစ်ပါတယ်ဒီမစ္စင်များကျွန်တော်ရဲ့တက်ဆက်မှုကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok ကောင်လေးကိုလိုက်ရ follow share လေးကိုတောက်ဆိုရင်ကျွန်တော်ရဲ့တက်ဆက်မှုကိုဒီမှာပဲရှင်းနာပြရစီ